မင်္ဂလာပါခင်ဗျာကျွန်တော်တို့တရဖူမဂ္ဂဇင်းရဲ့ Crown TV page ကနေအပတ်စဉ်စီစဉ်တင်ဆက်နေကြတင်ကောင်းမှာတရဖူစောင်းနိုင်မှုဆိုတဲ့အစီအစဉ်လေးစီစဉ်တင်ဆက်ဖို့အချိန်ကြာရောက်လာပြန်ပါပြီကျွန်တော်ကတော့စာရေးဆရာလင်းတိုင်းမြန်မာပြည်ပါဒီစီစဉ်လေးကကျွန်တော်အနေနဲ့တရဖူမဂ္ဂဇင်းရဲ့ print version မှာလစဉ်အခန်းဆက်စောင်းပါအနေနဲ့ရေးသားနေတဲ့အစီအစဉ်လေးဖြစ်ပြီးတော့ကျွန်တော်တို့ဒီ Crown TV ရဲ့ page မှာတော့ digital version နဲ့ကျွန်တော်တို့တင်ဆက်တဲ့အစီအစဉ်လေးဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့လူချင်းမင်းတို့ကိုဘဝဖွံ့ဖြိုးတိုးတက်အောင်ရေးနဲ့တင့်ကောင်းမှာတရဖူစောင်းနိုင်မှုအတွက်အလွန်အရေးကြီးတဲ့အကြောင်းအရာလေးနှစ်ချက်ကိုမျှဝေလိုပါတယ်ကျွန်တော်တို့ဟာတစ်ခုနဲ့တစ်ခုကိုဒီဆက်ပြီးတော့အမြဲတမ်းအပတ်စဉ်ကျွန်တော်တို့ကစီစဉ်တင်ဆက်ခဲ့တဲ့အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်အဲကြောင့်ဒီအစီအစဉ်လေးမှာကျွန်တော်အနေနဲ့လူကြီးမင်းတို့ကိုမျှဝေလိုတဲ့အကြောင်းအရာလေးနှစ်ချက်ကအရှိအပတ်စဉ်တွေတုန်းကအစီအစဉ်နဲ့ချိတ်ဆက်ပြီးတော့လေကျွန်တော်တို့နားထောင်လို့ရတယ်လို့သက်ဆိုင်ရာတစ်ပိုင်းချင်းစီလည်းနားထောင်လို့ရပါတယ်အဲ့ဒါတော့လူကြီးမင်းတို့အနေနဲ့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုဆိုရင်အလိုအရေးကြီးတဲ့အချက်က world power လို့ခေါ်တဲ့စိတ်သက်ပိုင်းဆိုင်ရာစွမ်းရည်ဖြစ်ပါတယ်လူကြီးမင်းတို့ခင်ဗျာလူကြီးမင်းတို့ရဲ့စိတ်သက်ဟာမြင်မာနေဖို့လိုသလိုကောင်းမွန်နေဖို့လည်းအရေးကြီးပါတယ်ဒါလေးကိုကျွန်တော်တို့ပြင်ဆက်ပြီးဆွေးနွေးပါမယ်ဒုတိယတစ်ချက်ကတော့လူကြီးမင်းတို့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအတွက်လူကြီးမင်းတို့မှာ discipline လို့ခေါ်တဲ့စီမင်းစည်းကမ်းတွေကိုယ့်ရဲ့သက်ဆိုင်ရာတန်ဖိုးထားမှုနဲ့လျော်ညီတဲ့စီမင်းစည်းကမ်းတွေထားရှိဖို့လိုအပ်ပါတယ်လူကြီးမင်းတို့မှာအဲ့ဒီစိတ်သက်စွမ်းအင်ရဲ့ကိုယ့်ရဲ့သက်ဆိုင်ရာတတ်မှတ်ပြဋ္ဌာန်းထားတဲ့စီမင်းစည်းကမ်းတွေနဲ့မှသာလေကျွန်တော်တို့ဟာ short term pain လို့ခေါ်တဲ့ကာလတိုအခက်အခဲလေးတွေကိုကျော်လွှားနိုင်ပြီးတော့မှရေရှည်မှာ long term gain လို့ခေါ်တဲ့ဘဝရဲ့အောင်မြင်မှုတွေကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ world power ဆိုတာကခုနပြောသလိုကျွန်တော်တို့ဟာကျွန်တော်တို့လိုလားတဲ့အရာတွေအပေါ်မှာရောကျွန်တော်တို့မလိုလားတဲ့အရာတွေအပေါ်မှာရောကျွန်တော်တို့ရဲ့စိတ်ထားမှန်ကန်မှုဟာအလွန်အရေးကြီးပါတယ်လူကြီးမင်းတို့အနေနဲ့ဘဝမှာစိုးရတဲ့အတွေ့အကြုံတွေကိုကြုံတွေ့ရတဲ့အခါမှာလူကြီးမင်းတို့ရဲ့စိတ်ဓာတ်ကိုမြင်မားစွာထားနိုင်မှသာလေဒီ negative တွေနဲ့ကျွန်တော်တို့ဟာဝေးနိုင်သမျှဝေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ထပ်ထပ်လေးပြောပါတယ် negative လို့ခေါ်တဲ့ရှောင်ရမယ့်အရာတွေနဲ့ problem လို့ခေါ်တဲ့ပြဿနာဟာမတူပါဘူး problem ဆိုတာဟာလူကြီးမင်းတို့ဘဝအတွက်အပြုသဘောဆောင်ပါတယ် problem ဒီ positive ဖြစ်ပါတယ်ဒါကြောင့်မလို့လူကြီးမင်းတို့အနေနဲ့ပြဿနာဟာ negative မဟုတ်ဘူးပြဿနာကိုပြေလည်အောင်ဖြေရှင်းပေးနိုင်ရင်လူကြီးမင်းတို့မှာရလဒ်အသစ်တွေများစွာရလာတာဖြစ်တယ်ဥပမာဆိုပါစို့ကျွန်တော်တို့ကစီးပွားရေးလုပ်တယ်စီးပွားရေးမှာဆိုင်မှာ customer တွေကကျွန်တော်တို့ကို complaint တက်တယ် complaint တက်တဲ့အခါမှာစောရကတက်တဲ့အခါကျွန်တော်တို့ကနည်းနည်းစိတ်ညစ်တယ်အမှန်တော့ customer စောရကတက်ရင်အဲ့ဒါ positive ဖြစ်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ခိုင်မာတဲ့စစ်တမ်းတွေအရ marketing ဆိုင်ရာစစ်တမ်းတွေအရဝယ်သူတွေဟာလူကြီးမင်းဆိုင်မှာစိုးရတဲ့ဆက်ဆံမှုတွေအတွေ့အကြုံတွေကြုံတွေ့ရတဲ့အခါမှာ80%ကပြန်မပြောတော့ပါဘူးလူကြီးမင်းတို့ပြန်မပြောတော့ဘူးစောရကလည်းမတက်တော့ပြန်ဦးမလာတော့အဲ့တော့စောရကတက်တဲ့ complaint တက်တဲ့ customer ဆိုတာတေးကြတယ်တစ်အချက်လူကြီးမင်းဆိုင်မှာအရင်တုန်းကဝယ်ခဲ့ဘူးလို့အရင်တော့ဝယ်ဘူးလို့လူချင်းမင်းကိုတန်ရောစင်ရှိလို့လူချင်းမင်းရဲ့ brand ကိုချစ်လို့ဒုတိယတစ်ချက်သူဒီနောက်တစ်ချိန်ဝယ်ဖို့အတွက်စိတ်ကူးရှိလို့လူချင်းမင်းကိုဝေဖန်တာဖြစ်တယ်လူချင်းမင်းကိုစောရကတက်တာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုယ်စောရကတက်လာတဲ့အခါမှာအဲ့ဒါကိုပြဿနာnegative လို့မယူဆပါနဲ့ဒါဟာပြဿနာဖြစ်တယ်အဲ့ problem ကိုကျွန်တော်ပြဿနာလို့တော့မသုံး issue လို့ပဲသုံးတယ်ဘဝမှာလူချင်းမင်းတို့အလုပ်သေးသေးလေးလုပ်ရင်ပြဿနာသေးသေးလေးတွေ့မယ်အလုပ်အကြီးလုပ်ရင်ပြဿနာအကြီးတွေ့မယ်ဘာပြဿနာမှမတွေ့ခြင်းဘာမှမလုပ်နဲ့အိမ်ထဲမှာအိမ်နေတော့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ problem ကိုပြေလည်အောင်ဖြေရှင်းနိုင် profit ဖြစ်ပါတယ် customer တယောက်တက်တဲ့ complaint ကိုလူချင်းမင်းပြေလည်အောင်ဖြေရှင်းပေးနိုင်ရင်လူချင်းမင်းဟာအကျိုးအမြတ် profit ကိုရနိုင်မှာဖြစ်တဲ့အတွက်ဘဝမှာကျွန်တော်တို့ကအခက်အခဲတွေကနေအခွင့်အလမ်းဖြစ်ပြောင်းမှုအတွက်ဒီတစ်ပတ်မှာကျွန်တော်မျှဝေပေးလိုတာကတော့လူကြီးမင်းတို့စိတ်ဓာတ်ကိုမြင့်မြင့်ထားဖို့လိုပါတယ်စိတ်ဓာတ်ကမြင့်မားလာတာနဲ့အမျှကျွန်တော်တို့က negative တွေနဲ့ဝေးလာမယ်ကျွန်တော်တို့စိတ်ဓာတ်ကိုကျွန်တော်တို့ဟာမြင့်မားစွာထားပြီးတော့မှ wide view ကျွန်တော်တို့ရဲ့အခွင့်အလမ်းတွေကိုရှာဖွေကလောကမှာအောင်မြင်မှုတွေကိုတည်ဆောက်ဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်ကျွန်တော်တို့မြန်မာတွေအားလုံးအတူတူစူးစမ်းကြမယ်ဆိုရင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အောင်မြင်ပြီးတော့ကမ္ဘာမှာတရဖူစောင်းနိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ် We must work together we must build our nation